လူတယောက်ကိုမေးဖို့အချိန်ဘာလောက်ကြာတတ်တယ်လဲတဲ့အခုတလောကိုမေးနေမိတဲ့မေးခွန်းမှာအချိန်တန်ရင်တော့နေသားကြသွားမှာပါဆိုတဲ့စကားတွေအများကြီးကြားဘူးဘူးတကယ်လက်တွေ့မှာကြတော့အဲ့လောက်မလွယ်ဘူးလေသူ့ကိုမချစ်တော့ဘူးလို့ပြောလိုက်ဖို့လွယ်ပေမဲ့သူ့ကိုမေ့သွားပြီဆိုပြီးဝန်ခံလိုက်ဖို့ကြတိတ်ကိုခက်ခဲတယ်တကယ်လည်းမေ့မှမမေ့နိုင်ခဲ့ပဲလေတော်တော်များများကိုမေးခွန်းတစ်ခုမေးကြည့်သူ့နဲ့ဝေးသွားတာဘယ်လောက်ကြာပြီလဲလို့ချက်တွေလာတယ်နှစ်တွေရစာအတိအကျကိုမှတ်မိနေတတ်ကြတာလေဒီကုတကမှတ်ထားတာမျိုးမဟုတ်ဘူးနော်သူ့လိုမှတ်မိနေတာမျိုးပေါ့ပြီးတော့ဆွဲလန်းကြည့်တာကြောင့်လည်းပါတယ်အများကြီးမျောလင့်ထားမိတာနဲ့လည်းဆိုင်တယ်ပြီးတော့တချို့လူတွေကိုအားကြတယ်ဒီနေ့ပြီးမနှက်ဖန်ဆိုရင်ရှားအားလုံးကိုမေးဖြောက်သွားနိုင်တဲ့ဒီတချို့လူတွေကသွေးအေးပြီးတော့ရက်ဆက်တယ်မမီနေတဲ့သူမှာပဲတနေ့ထက်တနေ့တန်ရာတွေပူရတာမအားအောင်နေဆိုလို့လည်းနေကြည့်ဘူးတာပဲအိမ်မပြောခင်စက်ကြားမှာသူ့အကြောင်းတွေးမိအဲ့ဒီနေ့ရက်တွေကမိုးလင်းတာများတယ်သူနဲ့ပတ်သက်တာတွေဘာမှမတွေ့ဘာမှမကြောက်အောင်နေဆိုလို့လည်းနေတာပဲနှလုံးသားထဲဆွဲနေတဲ့အမတ်တရားတွေကိုဘာဖြစ်စီနဲ့ဖြတ်ရတယ်လဲလူတယောက်ကိုမေးဖို့ဘယ်လောက်ကြာတတ်လဲလို့မေးမယ်ဆိုရင်တော့ကိုဘယ်လောက်ထိချစ်ခဲ့မိတယ်ဆိုတဲ့အရာနဲ့လည်းဆိုင်တယ်ပြီးတော့သူတို့ဘယ်လောက်ထိပေးဆက်ခဲ့တယ်ဆိုတဲ့အနာတရားတွေနဲ့လည်းဆိုင်တယ်ပြီးတော့ဘယ်လောက်ထိမျှော်လင့်ခဲ့မိတယ်လဲဆိုတဲ့ကိုယ်စိတ်နဲ့လည်းဆိုင်တယ်နှစ်တည်ကြာသွားရင်လည်းတက်တာသွားတာမဟုတ်ပဲတချို့ဒဏ်ရာတွေကဝိုင်းလို့ပဲနှစ်ချို့တော့မှပြင်းပြင်းရှားရှားနဲ့ကိုရှင်မှုသေးတာမျိုးပါအခုလောလောဆယ်တော့သူ့ကိုမေးဖို့နီလန်ပေါင်းစုံသုံးနေပါတယ်ဒီနေ့ကြာရင်တော့မေးမှာပေါ့